တထေးတယောက်ကအမွေအများကြီးပေးเสียရှိတယ်ပေးပြီးသူနဲ့ပတ်သက်တာကတားတယောက်ပဲရှိတယ်အဆွေအမျိုးအများကြီးရှိမယ်အနီးပတ်ဝန်းကျင်တကယ်ချင်းတွေအများကြီးရှိမယ်အဲ့ဒီတထေးရဲ့အိမ်မှာခြံဝင်းမှာလာနေမယ်ကောင်းပြီမင်းကတယောက်တည်းပဲမင်းနဲ့မဆိုင်ဘူးငါတို့ကပူများတယ်မင်းအဖေရဲ့အမွေအနှစ်ဒီနေကွက်ငါတို့နဲ့ဆိုင်နေပြောရင်အဲ့ဒီတယောက်ကလက်ခံမလားဆိုတော့ပိုင်ဆိုင်မှုသည်သမိုင်းကြောင်းနဲ့လာတယ်ပိုင်ဆိုင်မှုသည်အားလုံးရဲ့အတိအမှတ်ပြုခြင်းနဲ့လာတယ်ကချင်ပြည်ဆိုတာရှေ့တုန်းကဗမာတယောက်မှမရှိတဲ့အချိန်မှာကချင်ပြည်ဆိုပြီးရှိတယ်ဖားကန်မှာ1954ခုနှစ်မှာဗမာတယောက်ပဲရောက်တယ်ဒီအရင်မှာဗမာမရောက်ဘူးဆိုတော့ပိုင်ဆိုင်ခြင်းကလူများနဲ့ဆိုင်သလားသမိုင်းကြောင်းနဲ့ဆိုင်သလားသွေးနဲ့ဆိုင်သလားသမိုင်းနဲ့ဆိုင်သလားခမည်းတော်ခွဲပေးတဲ့မြေမဟုတ်ဘူးကလားခွဲပေးတဲ့ကချင်ပြည်လည်းမဟုတ်ဘူးတရုတ်ခွဲပေးတဲ့ကချင်ပြည်လည်းမဟုတ်ဘူးဟိုးအေဒီတရားနေရာကနေငါတို့ရှိနေတာဆိုတော့အဲ့ဒီတုန်းကဗမာရှိတယ်မရှိဘူးတော့မသိဘူးဗမာတွေတောင်မှကချင်လူချိုင်းတွေလူသားသားတွေလို့သတ်မှတ်နေတဲ့အချိန်အခုကြမှာရှမ်းတွေများလို့ဗမာတွေများလို့ဒါလာမလုံးနဲ့မခံနိုင်ဘူးဒါတမိုင်းကတမိုင်းပဲအဖိုးအဖွားနဲ့ဆိုင်တယ်ဘေးဘီနဲ့ဆိုင်တယ်တမိုင်းเจ้าကိုဘယ်သူမှဖြောက်လို့မရဘူးကချင်တယောက်တည်းပဲနေကချင်ပြည်နယ်ဟာကချင်ပြည်နယ်ပဲဗမာတွေတန်းနဲ့ချီပြီးလာနေကချင်ပြည်နယ်ပဲဗမာပြည်မှာကချင်တွေအများကြီးလာနေပြီးအဲ့ဒီဗမာပြည်ကိုကချင်ပြည်သွားလို့မရဘူး